အရန်ကြောက်လိုက်မဲ့လို့ဒီလိုမိတ်လိုက်မယ် မိတ်တာမိတ်တာ ဘာမှညာမပြောရရင်ခုံနေပြီ ကျွေးနဲ့ကြီးတဲ့ကိုဆင်းသွားတဲ့ပုံစံမျိုးပေါ့နော်သွားပြီတက်ကုန်ဆင်းပါတယ်နဲ့ခိုင်တာခိုင်တာကိုချေးသွားပြီမေးကြည့်တာချက်ဖို့ကလားဆိုတော့နည်းနည်းလို့တော့ပြောတယ်မနည်းနည်းဆိုမင်းများပြပါသိနေတယ်သူအကိုလေးလိုက်လို့ဘာလို့ကြောက် ကြောက်တယ်လား ဟိုကြောက်တော့ကြောက်တယ်ဒါပေမဲ့ရှင်လေးပါတဲ့အတွက်ကိုကတက်တိတွေရှိနေကြောက်ရှင်လေးကို အဲ့လိုလေးမဖတ်ထားနဲ့ကြောက်လို့အဲ့လိုမဖတ်ထားနဲ့လားဒီလိုလေးကြိုင်တော့မယ် ဟုတ် မေဘာ ပါပါပြီ ဟဲ့ဘာကြီးလဲဒါတရရထားမဟုတ်ဘူးမောင်မဲကြီးထဲမှာ ကိုသွားပြီကိုသွားပြီ ဖြစ်ပြီငြိမ်ဝိုင်းငြိမ်ဝိုင်းငြိမ်ဝိုင်း မှားပြီ တရရထားတော့မဟုတ်ဘူးနော် ဟုတ်တယ် ဘလက်ဟိုး right ဆိုတော့အဲ့လိုကျွေးနဲ့ကြီးတဲ့ကိုဆင်းသွားတဲ့ပုံစံမျိုးပေါ့နော်တက်ကုန်ဆင်းပါတယ်နဲ့ခိုင်တာခိုင်တာ ကိုချေးသွားပြီကိုချေးသွားပြီ ဟိုအောက်ကိုသာတို့ဆင်းကြမှာလားမသိ ကိုဇက်ပိုက်ထား ကိုရှိတယ်မကြောက်နဲ့ ချစ်လေးမှားပြီ မမကိုတရားလုံးပါတယ်နော် တေးထားထိုင်လို့သွားပြီ ဒါမဟုတ်ဘူးကိုရှိတယ်ရှင်းပါချင်းလေးပဲချင်းလေးလေရှင်းလေးဟိုအရန်မြင်ဆင်းချလို့မရ မရမလုံးမထားလိုက်တော့ကိုချေးလေးသွားပြီ ဒါကိုပါတယ်ရှင်းလေးဘာပြမကြောက်နဲ့ဘာပြဟောမမြင်နေရတေးလေးပဲဟိုမှာမြင်နေရဘာရှိအမမရှိပါဘူးအေးဆေးပါပဲကိုချေးလေးမလုံးနဲ့နော်ဘာမှမမြင်ရတော့ မပြောနဲ့လေဘာသာကဘာမှမပြောနဲ့မသိမိတော့ချေးလေးမသိမိတော့ဘာမှမသိဘူးမလုံးနဲ့အဲ့လိုမလို့ရအောင် ဝေါ ကြောက်တော့ဆိုပြီးတော့ရိုလာကိုစတာမသိတော့အခုကြောက်မှဒီမှာဘာမှမမြင်ရနဲ့မောင်မိန်းနဲ့မောင်လောက်နေရတယ် ဘာမြင်ပါအေးဆေးရပြီ တော်ပြီရောက်တယ်လား ရောက်ပြီချစ်လိုက်လေးလေးအချမ်းလေးလေးက ကို ဟမ် မလုံးလိုက်နဲ့ချေလေးရောက်ပြီ ဟာလား အမလေးမစီးတော့ဘူးနောက်တကလာအမောင်မေးရမှာပြောပြမယ်မာပြီ မာတော့ဟာ မတိဝဲနဲ့တည်နေပြီတော့ တော်ပြီ အမလေးဟိုဘလက်ဟိုးကိုစာဆိုလို့လေဒီတိုင်းမဲ့ဟောတရေအောင်မေးလို့စီးလိုက်တာတကယ်တော့ဘလို့လဲသိလားအရန်ကြောက်တတ်တဲ့လူတွေစိတ်ပြီးတော့စီးလို့မရဘူးဘာလို့လဲဆိုတော့သူကလေအမြင်ကြီးကိုအဖြည်းဖြည်းချင်းအမှောင်ကြီးထဲမှာတက်သွားတယ်ဗျာပြောချင်တာအမြင်ကြီးကနေပြီးတော့အောက်ကိုငွေလေငွေကောက်တွေလုံးဝပြောမယ်ဆိုလန်ကောင်းကြီးထဲမှာသိရမလားဘာမှမမြင်ရဘူး မှောင်တော့ဘာမှမမြင်ဟုတ်တယ်သူ့မှာကြီးတော့လေ တော့ကြောက်ဆောက်လို့တွေစဉ်းစားကြောက်ဖို့ရမ်းမျက်မှန်ပြောင်းပါဆိုလို့မျက်မှန်တော့မနေကင်တာ သူ့မှာကြီးရတာလေဘရက်ဟိုးဆိုတော့ဟုတ် နောက်လည်းပြန်လဲလို့မရ ဟုတ်တယ်ကြောက်လို့လေရိုလာကိုစားလာမသိဘူးအပြင်မှာ ရိုလာကိုစားစီးရင်တော့မှဗီဒီယိုလာလာလေးတွေရောင်းမယ် အခုကအပြင်မှာဆိုတော့လေ အော်တန်တွေပဲရခဲ့တယ်ရမ်းကြောက်ဖို့ကောင်းတယ် မကြိုက်ဘူး ကျွန်တော်ညကတော့အမှောင်လဲကြောက်တယ်အမြင်လဲကြောက်တဲ့အတွက်ကြောင့်မလို့အဆင်မပြေအမှောင်ကြီးထဲမှာဝိုးနဲ့ဘယ်ကိုရောက်လို့ရောက်မလဲမသိဘူးအောက်ဒလိကောက်လေးတွေပြုတ်ကြတယ်လို့မျိုးကြီး ဟာလားအဲ့ဒီဝိုင်း ကြောက်တယ်မသိပါနဲ့နောက်တစ်ခုသွားကြည့်မယ်လား အိုး ချိန်နေကောင်း ညီမ